တူတူတောနက်ထဲကိုသွားပြီးယူနီကွန်းအသေးတွေကိုထောက်လှမ်းရမှာဖြစ်ပါတယ်ယူနီကွန်းသွေးကိုတွေးတဲ့အခါဟက်ဂရစ်ကလူခွဲပြီးရှာဖို့ပြောလိုက်ပါတယ်ဟယ်ရီနဲ့ဒရေဂိုကတနေရာအရောက်မှာဝေးယုံအမဲနဲ့လူတစ်ယောက်ကယူနီကွန်းရဲ့သွေးတွေကိုစုပ်နေတာတွေ့ခဲ့ပါတယ်ရုတ်တရက်ပဲဟယ်ရီရဲ့အမာရွတ်ကနာလာခဲ့ပြီးဒါတွေကိုတွေ့တဲ့ဒရေဂိုကတော့ဟယ်ရီကိုထားပြီးထွက်ပြေးသွားခဲ့ပါတယ်အဲ့အချိန်စန်တော်တကောင်ကဟယ်ရီကိုလာကယ်ခဲ့ပါတယ်နောက်နေ့မှာတော့ဟယ်ရီတို့၃ယောက်ကဟက်ဂရစ်နဲ့စကားပြောနေရင်ခေါင်းသုံးလုံးခွေးကြီးရဲ့နာမည်ကဖလက်ဖီဖြစ်ကြောင်းနဲ့တချင်းတန်ကြားရင်အိပ်ပျော်တတ်ကြောင်းမှတ်မထင်သိလိုက်ရပါတယ်ခေါင်းသုံးလုံးခွေးကြီးအခန်းကိုခိုးဝင်ဖို့သွားတဲ့အချိန်နဘေးလို့ခေါ်တဲ့ចောင်းသားလေးကဝင်တာပါတယ်ဒါကြောင့်ဟာမိုနီကကြောက်ရွံ့ဖြစ်စေမဲ့မန်ထန်ကိုအသုံးပြုပြီးထားခဲ့လိုက်ပါတယ်အခန်းထဲကိုရောက်တဲ့အခါမှာခွေးကြီးကတချင်းတန်ကြောင့်အိပ်ပျော်နေခဲ့ပြီးပရောဖက်ဆာ12ယောက်နေပြီဖြစ်ကြောင်းပြောနေရင်တချင်းတန်တိတ်သွားလို့ခွေးကြီးဟာနိုးလာခဲ့ပါတယ်သူတို့3ယောက်လည်းတတိထားမိချင်းပဲဝင်ပေါက်ထဲကိုပြေးဆင်းလိုက်ကြပါတယ်အထဲမှာတော့နွယ်ပင်တွေရှိနေပြီးသူတို့လုံနေသမျှနွယ်ပင်ကရစ်ပတ်နေတာကြောင့်ဟာမိုနီကစိတ်အေးအေးထားဖို့ပြောကအောက်ကိုနစ်ဝင်သွားပြီးလွတ်မြောက်ခဲ့ပါတယ်ဟယ်ရီကလည်းစိတ်အေးအေးထားလိုက်တဲ့အတွက်ကြောင့်လွတ်မြောက်ခဲ့ပြီးရွာကတော့စိတ်မအေးနိုင်ဖြစ်နေတဲ့အတွက်ဟာမိုနီကပဲမှန်ထန်တုံးပြီးလွတ်အောင်လုပ်ပေးခဲ့ပါတယ်ရှေ့ကိုဆက်သွားတဲ့အခါမှာဓမျက်စီးတစ်ချောင်းနဲ့တော့ပြန်တွေကိုတွေ့ခဲ့ပြီးထက်မြက်တဲ့ဟယ်ရီကဒါကိုချက်ချင်းပဲသဘောပေါက်သွားပါတယ်။အဲနောက်ဓမျက်စီးကိုကင်ပြီးအိုဟောင်းနေတဲ့ရှေးဟောင်းသောတစ်ချောင်းကိုဖန်ကာရာနဲ့ဟာမိုနီကိုပစ်ပေးခဲ့ပြီးထိုအခန်းကနေ၃ယောက်လုံးလွတ်မြောက်လာခဲ့ပါတယ်။နောက်တစ်ခန်းမှာတော့စစ်တူရင်အကွက်တွေနဲ့အယုတ်တွေရှိနေပြီးစစ်တူရင်ကစားပြီးမှရှေ့ဆက်နိုင်ပြီဖြစ်ကြောင်းကသတိထားမိခဲ့ပါတယ်။ဒါကြောင့်ရောင်းကဟယ်ရီနဲ့ဟာမိုနီကိုထိုးကျွေးလို့မရတဲ့ဘရင်နဲ့ဘရင်မနေရထားပြီးသူကတော့မြင်းစစ်တီအဖြစ်နေရာယူကစားခဲ့ပါတယ်။ Round ဦးဆောင်တဲ့စစ်တူရင်ကစားပွဲဟာပြင်းထန်ခဲ့ပြီးအချိန်တစ်ခုရောက်တဲ့အခါမှာတော့ Round ရဲ့မြင်းရုပ်ဟာမဖြစ်မနေထိုးကျွေးဖို့ဖြစ်လာခဲ့ပါတယ်။ Harry ကလည်းဒါကိုသိနေခဲ့ပြီး Harmony ကတော့တားနေခဲ့ပါတယ်။ Round ရဲ့မြင်းရုပ်ထိုးကျွေးပြီးတဲ့အခါ Harry ကအနိုင်ရခဲ့ပါတယ်။ဒဏ်ရာရပြီးမေးလဲသွားတဲ့ Round ကိုဆေးရုံခေါ်သွားရန် Harmony ကိုပြောခဲ့ပြီး Harry ကတော့ရှေ့ကိုဆက်သွားခဲ့ပါတယ်။